Facebook မှာမထင်မှတ်တဲ့တိုက်ခိုက်မှုနဲ့ကြုံနေရတာလားကိုယ့်ရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီးအကောင့်တုတွေဖွင့်ပြီးတော့လိမ်ခံနေရတာမျိုးလားဒါမှမဟုတ်ရင်ကိုယ်နဲ့မသိပဲကိုယ့်ရဲ့ comment တွေ post တွေ message တွေအောက်မှာလာပြီးတော့မှကိုယ့်ကိုတိုက်ခိုက်နေတာမျိုးလားဒါဆိုရင်တော့စိတ်မပူပါနဲ့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်က Facebook team ကို report လုပ်ပြီးတော့မှကိုယ့်ကိုတိုက်ခိုက်နေတဲ့အကောင့်တွေပြစ်ကျတော့ report တင်တဲ့နည်းလမ်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်မေတ္တာရပ်ခံချင်တာကကျွန်တော်ရဲ့ဗီဒီယိုကိုမကြော်ဘဲနဲ့တစ်ဆင့်ချင်းဆုံးထိကြည့်သွားပေးပါဆုံးထိကြည့်သွားပေးမယ်ဆိုရင်အဆုံးမှာမိတ်ဆွေတို့ရဲ့အခက်အခဲတွေအားလုံးကိုဖြေရှင်းနိုင်သွားမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ကဲဒါဆိုရင်ကျွန်တော်နဲ့ဗီဒီယိုလေးကိုတူတူစလိုက်ရအောင်နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကို report လုပ်ချင်တဲ့ account တစ်ခုကိုကျွန်တော်တို့ profile ထဲကိုဝင်ရမှာဖြစ်တယ်ဥပမာကျွန်တော်ဒီ account တစ်ခုနဲ့ဆက်ပြရအောင်နော်ဒီ account ကကျွန်တော်တို့ကိုဒီရရှိရှိနဲ့တိုက်ခိုက်နေတဲ့အကောင့်လို့စိတ်ထဲမှာမှတ်ယူပြီးတော့ကျွန်တော်ကရှင်းပြပေးနော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီသူ့အကောင့်ကို profile ထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်သူတင်ထားတဲ့ post ကိုတိုက်ခိုက်နေတာမျိုးအဲ့လိုမျိုးပေါ့နော်တခုကိုတိတ်ခါညွှန်းတော့တိုက်ခိုက်တာမျိုးကိုရဲ့ security နဲ့ပတ်သက်ပြီးတော့မှတိုက်ခိုက်တာမျိုးအဲ့လိုမျိုးရှိတယ်ဗျာတိုက်ခိုက်တဲ့နည်းလမ်းတွေမျိုးရှိတယ်ဥပမာဒီ post တစ်ခုကကိုယ့်ရဲ့ image ကိုယူပြီးတော့မှသူကကိုယ့်အကောင့်ဟန်ဆောင်ထားတာမျိုးလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့လိမ်ပိုင်းဆိုင်ရာကိုတိုက်ခိုက်နေတာမျိုးလားအကြမ်းဖက်မှုကိုလှုံ့ဆော်နေတဲ့ပို့မျိုးလားအဲ့လိုမျိုး category အများကြီးခွဲပြီးတော့မှကျွန်တော်တို့ကရွေးထည့်ပြီးတော့မှဒါ Facebook team ကိုကျွန်တော်တို့ကတိုင်ကြားပြီးတော့မှအကောင့်ကိုဖျက်သိမ်းဖို့ပြောမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီအကောင့်ထဲမှာဝင်ကြည့်လိုက်တဲ့အခါကျရင်အခုဒီ post တစ်ခုကကိုယ်တိုက်ခိုက်နေတယ်လို့မှတ်ယူလိုက်မယ်နော်မှတ်ယူပြီးကျွန်တော်တို့ကဒီမှာအချက်ကလေး30ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ဒီအောက်နားလေးက find source or report ဆိုတာလေးကိုနှိပ်လိုက်ပြီနော်အဲ့လိုနှိပ်လိုက်တဲ့အခါကျရင်ဒီအောက်က contact new လေးကိုတစ်ခါထပ်နှိပ်ပြီးတော့ဒီမှာရွေးစရာ option လေးတွေကြာလာအဲ့ဒီမှာကျွန်တော်တို့ကဒီ post တစ်ခုကကိုကအမြင်မတော်လို့မသိတော်လို့တိုင်ကြားခြင်းနေဆိုတော့လည်းရှိသေးတယ်အဲ့လိုမျိုးတိုင်ကြားခြင်းတဲ့အခါမျိုးကြရင်ဒီမှာ problem involving someone error HG ပေါ့နော်ကျွန်တော်တို့ session နဲ့အောက်မသိတော့တဲ့ video တွေတင်တာမျိုးပို့ရတင်တာမျိုးတိုင်ကြားခြင်းနေဆိုရင်ဒီဘောကလေးချက်နေပြီးဒီမှာရွေးစရာထပ်ကြလာမယ်ဒီ 3 to share my news image ဆိုတာကြောင့်ကိုယ့်ရဲ့ကိုယ်လုံးဒီပုံတွေကိုသူက share ဖို့အတွက်ကြံစီနေတာမျိုးဆိုရင်ဒီအရာလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ရင်ဒါ submit ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒါ Facebook team တွေကနေပြီးတော့မှသူတို့ဆက်ဆေးပြီးတော့မှဒါမှန်ကန်တယ်ဆိုရင်ဒီဘက်ကနေပြီးတော့ပိတ်ချမှာဖြစ်တယ်နော်ပြီးတော့အောက်ကနေကျွန်တော်တို့ scene live secure exposure ဆိုတာကျွန်တော်တို့ secure ပေါ့နော်ကျွန်တော်လိမ်ပိုင်းဆိုင်ရာအမြတ်ထုတ်တာမျိုးပေါ့နော်အဲ့မျိုးပုံစံမျိုးချိန်ချောက်တာမျိုးပေါ့လိမ်ပိုင်းဆိုင်ရာနဲ့ချိန်ချောက်ပြီးတော့မှအမြတ်ထုတ်တာမျိုးပေါ့အဲ့မျိုးဆိုရင်လည်းတိုင်လို့ရတယ်ပြီးရင် sharing someone new image ပေါ့နော်ဒါတစုံတစ်ယောက်ကနေပြီးတော့ကိုယ့်ရဲ့ဘလုံးဒီပုံတွေကို share နေရရည်ချင်းစီတက်ခိုက်နေလို့ခံယူရရင်ဒီအားလေးတစ်ချက်နေပေါ့နော် police or harassment ဆိုတာတော့ဒါကျွန်တော်တို့အမုန်းစကားတွေနဲ့တိုက်ခိုက်တာမျိုးပေါ့နော် physical abuse ဆိုတာကျွန်တော်တို့ဒီပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးတွေပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့ရွေးပြီးတော့မှဒါပို့တစ်ခုချင်းကိုရွေးပြီးတော့ဒါ report တင်လို့ရတယ်ပြီးတော့ခါကျတော့ကျွန်တော်တို့အဲ့လိုမလုပ်ချင်လည်းရသေးတယ်ဘယ်လိုလုပ်မလဲဆိုရင်ဒီမှာသူ့ရဲ့အပေါ်နာ profile တောင်းတာက FN message ဆိုပေးလေးမှာဒီတော့ဆက်လေး30ရှိအဲ့လိုချက်နေလိုက်နေပြီးတော့ရင်ကျွန်တော်တို့ကဒီမှာ report profile ပါရှိတယ်အဲ့ report profile လေးကိုချက်နေလိုက်နေပြီး content နေလိုက်အဲ့နေရာမှာကျွန်တော်တို့က something about this profile ပေါ့နော်ဒီ profile နဲ့ပတ်သက်ပြီးတစုံတစ်ခုတိုင်ကြားခြင်းတာမျိုးလားဒါမှမဟုတ်ဒီအကောင့်နဲ့ပတ်သက်ပြီးတော့ဒီအကောင့်ထဲမှာတင်ထားတဲ့ပို့တွေနဲ့ပတ်သက်ပြီးတိုင်ကြားချင်တာမျိုးလားဒါမျိုးဒီနေရာနေ direct သွားလဲရတယ်ဒီအပေါ်က something about this profile ကိုနှိပ်လိုက်မှဆိုရင်ဒီမှာ identity to be someone ပေါ့နော်သူကတစုံတစ်ယောက်အဖြစ်ဟန်ဆောင်နေတာမျိုးပေါ့အဲ့ဒါလေးကိုတစ်ချက်ရွေးလိုက်လို့ရှိရင်ကိုယ့်အသွင်ဟန်ဆောင်တာလားဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းအဖြစ်ဟန်ဆောင်ပြီးတော့ငွေကြေးလိမ်လည်မှုတွေလုပ်နေရလားဒါမှမဟုတ်ရင်ဟောက celebrity ဆိုတာ celebrity တယောက်ရဲ့ image တွေပုံတွေယူတော့ပြီး celebrityတယောက်ပုံစံမျိုးဟန်ဆောင်နေတာဒါမှမဟုတ် a business လားကိုလုပ်ငန်းအတွင်ဟန်ဆောင်နေတာတချို့လုပ်ငန်းအတွင်ဟန်ဆောင်ပြီးတော့မှငွေလွှဲတာတွေကိုလိမ်လည်မှုရှိတယ်လေအဲ့လိုမျိုးဆိုရင်လည်းဒါ a business ကိုနှိပ်ပြီးသွားလို့ရတယ်ဒီအပေါ်ကမီနီယာကိုရေးမယ်ဆိုရင်တော့ကိုက
ခုကိုတိုက်ခိုက်နေတဲ့အကောင့်လိုပုံစံမျိုးကိုမှလည်းအကောင့်ပုံအတူရှိရမယ်အကောင့်တူရှိရမယ်သူနဲ့မွေးနေ့တူ birthday တူအကုန်လုံးပေါ့နော်မွေးနေ့တူပြီးတော့မှကျွန်တော်တို့ကသူ့ကိုတွားပြီးတော့မှကျွန်တော်တို့ကတိုင်မရမှာအောက်က influence ဆိုတော့ကိုယ့်ရဲ့တငယ်ချင်းအယောင်ဟန်ဆောင်တာပေါ့နော်ဒီမှာတငယ်ချင်းကိုရေးလိုက်မယ်ဆိုတော့ကိုယ်တငယ်ချင်းနာမည်ကိုထည့်လိုက်မယ်ကိုယ်တငယ်ချင်းနာမည်နဲ့အခုတိုက်ခိုက်နေတဲ့အကောင့်နာမည်နဲ့တူမရမှာနော်အဲ့လိုမျိုးပေါ့နော်မိဆိုလည်းအဲ့လိုပါပဲကိုအပြင်ဟန်ဆောင်နေဆိုပြီး submit နှိပ်လိုက်ကိုကအခုဝင်ပြီးသူ့ကိုကြည့်နေတဲ့အကောင့်ဟာသူ့အကောင့်နဲ့ကိုနဲ့တူနေမှရမှာနော်ဟိုတချို့ရှိနေကြကျွန်တော်တို့အကောင့်ပြက်နေဆိုပြီးတင်လိုက်တာကိုတကယ်မဟုတ်ဘဲနဲ့တ냐အကောင့်ကျုံမှပြီးဖြတ်ချင်တာလို့ရှိတယ်အဲ့မျိုးတွေတော့မလုပ်ပါနဲ့နော်ကိုအကောင့်ကိုပုံစံတူဖွင့်ထားတာမျိုးဆိုမှဒါမျိုးလေးကိုလုပ်ပါနော်ဒါတော့အဲ့လိုမျိုးကျွန်တော်တို့ profile ကိုတစ်ခါလေး report တင်တာဒီအောက်ကတော့ကျွန်တော်တို့ပို့တစ်ခုကိုအဲ့လိုမျိုး report တင်တာပဲဒီမှာသူတင်တာပို့တစ်ခုပဲရှိတယ်ဒီပို့ကိုရွေးပြီးတော့ကျွန်တော်တို့ကဒီမှာ next နဲ့တော့ပြီးခုနနေရာပဲပြန်ရောက်သွားတာနော်18 black အဲ့လိုမျိုးလားဒါမှမဟုတ် bullying or harassment or abuse စုဆိုင် or hack ကိုတက်သေးလားလာခြင်းစီမှုလားမုံစကားလားပြီးရင်ကျွန်တော်တို့ဒီမှာ selling or promotion ဆိုတော့စေဝါတွေကိုကျွန်တော်တို့တင်ဝင်ခွင့်ပြုခြင်းမရှိတဲ့စေဝါတွေရောင်းချနေရလား web form လက်နက်တွေလားဒါမှမဟုတ် animal လိမ့်ဆိုင်ညင်ပိုင်းမှုတွေလားဒါမျိုးတွေကျွန်တော်တို့က option တွေအများကြီးရွေးပြီးတော့ကိုယ်စိတ်ကြိုက်ရွေးပြီးတော့ဒါကျွန်တော်တို့က Facebook team ကိုကျွန်တော်တို့ကမပြတ်ခဏတိုင်နေဆိုရင်သိကြပေါ့ဒါဒီအကောင့်ကပြည့်စည်တော့မှာဖြစ်ပါတယ်နော်အဲ့လိုမျိုးကိုယ်တိုက်ခိုက်နေမျိုးတွေရှိလာခဲ့တယ်လေခုကျွန်တော်လုပ်ပြတဲ့နည်းလမ်းအတိုင်းလုပ်ပြီးတော့မှဒါတိုင်ကြားလို့ရပါတယ်တကယ်လို့မလုပ်တတ်ဘူးဆိုရင်လည်းကျွန်တော်ဒီဆက်သွယ်ပြီးတော့မှအခုညီတောင်းခံလို့ရပါတယ်ဆုံးဖြတ်ချက်ရှိပေမဲ့လည်းအားလုံးကျေးဇူးတင်ရှိပါခင်ဗျာ